ဟုတ်ပြီကျွန်တော်တို့ဒီနေ့အတွက်ဝင်ဟာဖို့ဇွေထားတဲ့ကဆာလန်90ဖြစ်တယ်ဆာလန်နံပါတ်90အပိုင်းငယ်9ကနေ12ကိုကျွန်တော်ဖတ်ပြီးတော့မှဝင်ဟာတော့မှဖြစ်တယ်ကျန်စာအုပ်စီရဲဆိုရင်ဆာလန်နံပါတ်90အပိုင်းငယ်9ကနေ12တိကျွန်ုပ်တို့သည်အမျက်တော်ကိုခံရသောကြောင့်နေ့ရက်ကာလဇွတ်တော်၍နှစ်များတို့သည်စိတ်ထင်ကဲ့သို့လွန်တတ်ကြပါ၏ကျွန်ုပ်အသက်အရွယ်သည်အနှစ်90တိုင်းအရှိပါ၏အာကြည့်၍အနှစ်80ပြည့်တော်လဲဝါကြွားခြင်းသည်ပင်ပန်းခြင်းနဲ့ဝမ်းနည်းခြင်းဖြစ်ပါ၏ထိုအသက်သည်လဲမြန်လွန်၍ကျွန်ုပ်တို့သည်စုတဲ့ကြပါ၏အမျက်တော်အစဉ်ကိုအဘယ်သို့တိပါသနည်းအမျက်ထွက်တော်မူခြင်းကိုကြောက်ရွံ့တင့်သည့်အတိုင်းအဘယ်သို့ကြောက်ရွံ့ပါသနည်းကျွန်ုပ်တို့သည်ပညာတရားကိုနှလုံးသွင်းမိမိအကြောင်းကိုနိယတ်ကာလကိုရည်တွက်နိုင်စေခြင်းငါတွင်တင်တော်မူပါဖတ်တော်တော်နှုတ်ကပတ်တော်အဖင်အရောက်တိုင်းကိုဖျားသခင်တည်တဖန်ကောင်းချီးပေးပါစေခေါင်းစဉ်အနေနဲ့ကိုနိယတ်ကာလကိုရည်တွက်နိုင်စေခြင်းငါတွင်တင်တော်မူပါ teach us to number our days ကျွန်တော်တို့ရဲ့နေ့ရက်ကာလနော်တည်နိုင်ဖို့ရန်တင်ပြတော်မူပါဆာလန်90အပိုင်းငယ်1ကနေ7ဆိုရင်မောဆက်တီဆူချီမွန်တဲ့တခြင်းဖြစ်တယ်ဒီဆာလန်ကိုရေးသားပြုဆိုတဲ့သူအခန်းကြီး1ကနေဆာလန်နံပါတ်1ကနေ150အထိရေးသားပြုစုတော်သူကအဖွဲလိုက်နဲ့ကျွန်တော်တို့တွဲကြည့်မယ်ဆိုရင်လူကအယောက်9ယောက်လောက်ရှိတယ်နော်အရင်တော့ဘာမှမသိခင်မှာတော့ဆာလန်ကျန်စာဖတ်တိုင်းဒါဝိကပြောတယ်ဒါဝိကိုပဲကျွန်တော်အကုန်လုံးဆူခိုင်းလိုက်တယ်ဒါပေမဲ့ဒါဝိရှင်ဘင်းချစ်တူတီမကဘဲနဲ့အဖွဲအစီနဲ့ပြောမယ်ဆိုရင်9ဖွဲလောက်ရှိတယ်ဒါနဲ့ဒီဆာလန်ဆူလို့ရှိရင်မောဆက်ရေးသားပြုစုတဲ့ဆာလန်ဖြစ်တယ် BC 100နဲ့1440လောက်မှာဖွဲ့စုချီးမွမ်းတဲ့တခြင်းဖြစ်တဲ့အခါမှာဆာလန်တခြင်းထဲမှာအသက်အကြီးဆုံးဖြစ်တယ်ဆိုလိုတာကနော်ဘယ်လိုပြောမလဲပထမဦးဆုံးဆာလန်ဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒါကိုအင်္ဂလိပ်က the oldest psalm လို့ခေါ်တာဖြစ်တယ်နော်အသက်အကြီးဆုံးသောဆာလန်တခြင်းဖြစ်တယ်နော်ဒါကြောင့်ဆာလန်တခြင်းမှာ150ရှိတယ်အဲ့ဒီ150ဆာလန်တခြင်းထဲမှာပထမဦးဆုံးတီဆူတဲ့ဆာလန်ဖွဲ့ဆိုတဲ့ဆာလန်ကခုဒီဆာလန်90ဖြစ်တယ်ထပ်ပြောမယ် BC 1440လောက်မှာပြုစုချီးမွမ်းတဲ့တခြင်းဖြစ်တယ်တော့အနေငယ်လေးနောက်ခံတမိုင်းကိုကျွန်တော်ပြောချင်တာရှိတယ်
ဒီဆာလန်ဆိုရင်ဘက်တူရီကဇီတာပြုစုရမတီစုချီမွန်ချတဲ့လဲဆိုရင်နံပါတ်1ရှင်ပင်ချေဒါဝိဖြစ်တယ်ဒါဝိကဆာလန်ခနစေတုံဟိုတော့ဖွိစုဘရမတီစုရာဖြစ်တယ်ပြီးတော့အဆပ်မီတာစုဆိုတာရှိတယ်အဆပ်မီတာစုတို့ကဆာလန်ဆေနခုတို့ကိုဖွိစုဘရမဒါဝိထန်မှာတို့ပြန်အပ်တာဖြစ်တယ်ပြီးရင်ကောရတာသမီများဆိုတာရှိတယ်ကောရရဲ့မိသားစုအဲဒါသူတို့ကခုနှစ်ခုဖွဲ့ဆိုတာဖြစ်တယ်ဆိုလိုမွန်ကနှစ်ခုဖွဲ့ဆိုတယ်ပြီးရင်အေသန်ဒီအစ္စရိုက်ဆိုတာရှိတယ်သူတို့ကသုံးခုသူတို့ဖွဲ့ဆိုတာဖြစ်တယ်ပြီးရင်ဟာမန်ဒီအစ္စရိုက်ဆိုတာရှိတယ်သူတို့ကဖွဲ့ဆိုတဲ့တခုလေးရှိတယ်ပြီးရင်မောဆက်ကလည်းဆာလန်ဒီနံပါတ်90ကိုဖွဲ့ဆိုတာဖြစ်တယ်ဒါကြောင့်ဒီဆာလန်ဆိုလို့ရှိရင်တချင်းဖြစ်တယ်တချင်းဖြစ်တဲ့အတွက်ကြောင့်အယံခက်ခဲနေတဲ့တိဖို့ခက်တဲ့နော်အဒိတ်ဘယ်ရီရှိတယ်နော်အဲ့မှာဘယ်လိုသူတို့ရေးထားတယ်လဲဆိုလို့ရှိရင်ဝန်ကောက်တဲ့အလင်ကနဲ့ရေးသားတဲ့ဆာလန်ဒီရှိတယ်နိုင်စင်ဘရခိုင်နိုင်ဘရမှာတင်စားတဲ့ဆာလန်ဒီရှိတယ်အဲ့ဒါတွေကိုဒီဆာလန်ရဲ့အနက်ဒိတ်ပဲဖွင့်ခြင်းကိုတကယ်သိနိုင်မယ်ဆိုရင်အယံခက်ခဲတဲ့ဆာလန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အများကြီး study လုပ်ဖို့လိုအပ်တာဖြစ်တယ်သို့တော်လည်းဒီနေ့မှာလွယ်လေးနဲ့ simple လေးနဲ့ကျွန်တော်တို့တည်လို့ရတဲ့ဆာလန်ဒီဆာလန်နံပါတ်90ကိုကျွန်တော်တို့ဒီနေ့မှာကြည့်စုဖို့ဖြစ်တယ်ပြည်ရင်ဖျားတခင်ရဲ့အစီအစဉ်ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကဘာဦးချန်အခန်းကြီး1ကနေပြည်ရင်အခန်းကြီး9အဆုံးအထေကိုကျွန်တော်ဖတ်တဲ့အခါမှာလူတွေအသက်ကတအားရှိတယ်နော်တအားရှိတယ်သူတို့အသက်ကတကယ်ပဲအသက်ရှိတဲ့သူတွေပဲဖြစ်တယ်တထောင်နီးပါပေါ့နော်969အထိအသက်ရှင်တဲ့သူတွေတောင်ရှိတယ်အဲ့ဒါကျန်းစာထဲမှာကျွန်တော်အသက်အစီဆုံးဖြစ်တယ်သူကဘယ်သူလဲဆိုရင်မက်သုဆလာဖြစ်တယ်မက်သုဆလာဆိုရင်မုတ်ဆူကြီးဖြစ်တယ်သူက969အသက်ရှင်တာဖြစ်တယ်ပြီးရင်ကျွန်တော်တို့အားလုံးသိတဲ့အယံဂျင်းနေတဲ့အာဒမ်ဆိုရင်အသက်639အသက်ရှင်တာဖြစ်တယ်အဲ့တိုင်းပဲလူအားလုံးကနော်အသက်600ပြီးရင်600ကျော်အဲ့လိုနဲ့အသက်ရှင်တဲ့အခါမှာ900ကျော်အသက်ရှင်တဲ့အခါမှာအသက်ရှင်လီအပြစ်လုပ်တာများလီဖြစ်တယ်အဲ့ဒါကြောင့်ကဘာဦးကျန်အခန်းကြီး9ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာနော်9ကိုကြည့်တဲ့အခါမှာလူတွေရဲ့နေ့စဉ်အသက်ရှင်ခြင်းကိုမြင်ရတယ်ဒါနဲ့အခန်းကြီး6တွေ့တဲ့အခါမှာလူတွေရဲ့စိတ်နှလုံးကအပြစ်နဲ့ပဲအမဲတမ်းပြည့်စက်နေတာဖြစ်တယ်နော်ဒါကြောင့်တချို့တွေနော်ဖယားကအသက်ငယ်ငယ်လေးနဲ့ခေါ်တွားတဲ့သူတွေရှိတယ်ကျွန်တော်တို့အရာနှမြောက်ကြရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်နေ့စဉ်အသက်အတွက်ပြည်ဒန်ရှိတော်သူပြည်ရင်ချိန်တင်းနဲ့ချိန်ထားတော်သူကဖယားသခင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လူချင်းတယ်လို့လူချင်းတလောက်အသက်ရှင်လို့မရဘူးကျွန်တော်တို့အသက်တာဆိုရင်ဖယားသခင်လက်ထဲမှာရှိတဲ့အရာဖြစ်တယ်ဒါကြောင့်ခရစ်တော်မတိဘဲနဲ့အသက်ရှိခြင်းဟာလူတွေပဝန်းကျင်လူတွေကိုဒုက္ခနော်များရောက်အောင်ဒုက္ခများရောက်အောင်လုပ်ပြီးတော့သူဖြစ်တဲ့အတွက်ကြောင့်တချို့တွေအဲ့လိုနဲ့ဖယားကခွင့်ပြုတဲ့သူတွေရှိပေမဲ့တချို့တွေငယ်လေးနဲ့ဖယားကခေါ်ဆောင်တွားတဲ့သူတွေလည်းရှိတယ်ဒါကြောင့်နေ့စဉ်အသက်တာအတွက်ကျွန်တော်တို့ရဲ့အသက်တာပေါ်မှာအခွင့်အာဏာရှိဆုံးတော်သူဟာဖယားသခင်ဖြစ်တယ်ဒါနဲ့ဒီအရာကိုမောဆက်စ်ကမြင်တွေ့တဲ့အခါမှာလူရဲ့အသက်ကတော့90ပဲဖြစ်တယ်
ဂျန်မာကြီးကောင်းတဲ့အတွက်ကြောင့်80ထိဖြစ်နိုင်တယ်အဲ့ဒီနောက်ပိုင်းကတော့80ထိကတော့ခက်ခဲမှုပဲဖြစ်တယ်နော်တင်းတော်တီထုံခါဆပ်မာခုခရစ်ပီနဲ့သူတငယ်ချင်းဝန်ဆုံနိုလို့ခေါ်တယ်ပြင်းတယောက်ကဆာစောလင်းနိုသူတို့၃ယောက်အမဲတန်းနေ့လေဆယ်နိုင်လောက်မှဘုရားကျောင်းမှာစုလာတောင်းကြတယ်အဲ့ဒါတခါတော့ကျွန်တော်အိန္ဒိယမှာခရူဆက်လုပ်ပြီးတော့ပြန်လာတဲ့အခါမှာသူတို့နဲ့တွေ့တဲ့အခါမှာဆာစောလင်းနိုကစုတောင်းခံတယ်ကျွန်မနော်အသက်တရားထိအသက်ရှင်ဖို့စုတောင်းပြီးပါဆရာတို့ဆိုမှသူ့ကောင်းပေါ်မှာလက်တင်ခိုင်းမလို့ကျွန်တော်တို့စုတောင်းပြီးတယ်စုတောင်းတာနဲ့သူကအသက်တရားနဲ့ခေါ်နှစ်တည်းအသက်ရှင်တယ်နဲ့တရားကြော်တဲ့အခါမှာလုံးဝအသက်ရှင်ခြင်းနဲ့စိတ်မရှိတော့ဘူးသူပြောတဲ့အတိုင်းဆိုရင်ဆရာတဲ့ထာကကြမ်တဲ့ကရှိရစေတယ်ဆရာရီကိုအသက်တရားရှိအောင်စုတောင်းခိုင်းတာတော့တရတယ်အရန်ခက်တယ်တဲ့နော်လူတွေအတော်လောက်သူကြည့်တဲ့အခါမှာသူဝန်မတာနိုင်တော့ဘူးမာကြောင့်လဲဆိုသူတငယ်ချင်းဒီပတူမှမရှိတော့ဘူးသူရဲ့တူလီတွေသူ့သားတော်မှအမှဆုံးသွားပြီအသက်60ကျော်80နီးပါးနဲ့ဆုံးသွားပြီအဲ့လိုဖြစ်တဲ့အခါမှာပျော်မွေ့ခြင်းဆိုတာအသက်တရားကျော်မှာလုံးဝမရှိနိုင်တဲ့အတွက်ကြောင့်ဆရာကြီးအသက်တရားထိအသက်ရှင်ဖို့ဆုတောင်းခိုင်းတာတော့တရတယ်လို့သူကပြောတယ်ဒါနဲ့ခုဒီနေ့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာအတွက်အသက်ဘယ်လောက်အထိအသက်ရှင်မလဲဆိုတာဘုရားသခင်ရဲ့နော်ပြည်ဒန်ထဲမှာအကုန်လုံးထားပြီးသားဖြစ်တယ်အဲ့လိုအကုန်လုံးထားတဲ့အတွက်ကြောင့်သူထားပြီးတဲ့အတိုင်းကျွန်တော်ဆက်သွားမှာဖြစ်တယ်သို့တော်လည်းတစ်ခုရှိတယ်အသက်80ထိဘုရားတတ်မှတ်တဲ့အရာရှိပြီးမဲ့အသက်80မပြီးခင်မှာတကယ်လို့တစ်ခုခုဖြစ်တယ်ဆိုရင်အကြောင်းတစ်ခုခုရှိလို့လည်းဖြစ်နိုင်တယ်အဲ့ဒါကိုတော့ကျွန်တော်သတိထားဖို့လိုအပ်တယ်ဘာကြောင့်လဲဆိုတော့ဒီဆာလန်တဲ့ချင်းကိုမောဆက်စ်ကဖွဲ့ရမတေဆူချီမွန်တဲ့အချိန်ကဘယ်ချိန်မှလဲဆိုလို့ရှိရင်သူတို့အားလုံးဣဒရာလူမြို့များအားလုံးဂျင်တဲကန်ဒါရာဆိုရဲZIN ဂျင်တဲကန်ဒါရာမှာသူတို့ရောက်တယ်အဲ့မှာနေရာတစ်ခုကာဒက်စ်ဘာနီဆိုတာရှိတယ်အဲ့ဒီကာဒက်စ်ဘာနီသူတို့ရောက်တဲ့အခါမှာလူတွေကသူတို့ရဲ့စိတ်ဖောက်ပြန်ပြီးတော့မှဖယားကိုမိခွန်းမေ့ချင်တော့စိတ်ရှိလာတယ်ဖယားကဣတလူမျိုးများကိုဧကုတ်တုပြန်နဲ့ခေါ်ဆောင်တဲ့အခါမှာသူတို့3လလောက်လမ်းသွားပြီးသူတို့ရောက်တဲ့နေရာကနေနော်ဇက်ပေါင်း40လောက်ပဲခြေရင်နဲ့တွားရင်ခဏလေးနဲ့ရောက်ဖို့ကာနန်ပြည်ဖြစ်တယ်အဲ့ဒီကာနန်ပြည်ရောက်ဖို့3လလောက်သူတို့တွားပြီးနောက်မှာသူတို့စစ်ကဖုတ်ပြန်တော့ငါတို့ကိုဘုရားကခေါ်တယ်ဆိုပြီးမှငါတို့တွားရမယ့်နိုင်ငံရဲ့အခြေအနေဘာမှမသိဘူးသူတို့ဘယ်လိုနေရဲဆိုတာလည်းမသိဘူးတကယ်လို့တွားလို့ရှိရင်တခုခုဖြစ်ရင်ငါတို့ဘယ်လိုလုပ်မလဲဆိုတော့မှဣဒလူမျိုးများခေါင်းဆောင်ကြီးတွေ12ဦးတွေရဲ့စစ်ဖုတ်ပြန်ပြီးတော့မှငါတို့အရင်တွားလိလာရအောင်ဆိုမှသူတို့ဆွေးနွေးကြတယ်မောဆက်စ်ကမဟုတ်ဘူးဟဲ့လို့ဖယားကကျွန်တော်ကိုလမ်းပြမယ်တွားမယ်ရောက်မယ်အဲ့ဒါပဲဖြစ်တယ်ကျူတင်ပြီးတော့ကျွန်တော်တို့လိလာဆရာမလို့ဘူးတွားကြည့်ဆရာမလို့ဘူးဖယားကကျွန်တော်တို့ကိုဧကုတ်တုပြနေခေါ်တယ်ပြီးရင်ပင်လယ်နေကိုလည်းဖြတ်ခိုင်းတယ်ဘာကြောင့်အဲ့ဒီခြေနေကိုတွားကြည့်ဖို့လိုအပ်မလဲလို့မောဆက်စ်ကပြောရင်လည်းသူတို့ကလုံးဝမကြိုက်ဘူးဒါနဲ့မောဆက်စ်ကဘယ်လိုလုံမဲ့မှန်မတည်တဲ့အတွက်ကြောင့်ဆုတောင်းတယ်ဒါနဲ့ဘုရားကကဲဒါဆိုရင်ခွန်ပြုလိုက်ပါမောဆက်စ်သူတို့တောင်းဆိုတဲ့အတိုင်းလုပ်ပါစေလို့အဲ့ဒါနဲ့လူမျိုးတမျိုးကနေတယောက်0မှာအမဇောဆွန်နဲ့ဂါလက်လဲပါတယ်12ဦးတို့ကာနန်ပြိုတွားလေးလာတဲ့အခါမှာဇက်ပေါင်း40အတွင်းမှာသူတို့မြန်လေးနဲ့သူတို့ရောက်နိုင်တယ်
ရောက်တဲ့အခါမှာကာနန်ပြည်စွန်အယံကောင်းတဲ့ပြောစွန်စရာကောင်းတဲ့နေရာဖြစ်တဲ့စဘစ်တီတခွေတောင်မှအဲ့ဒီချိန်တုန်းကလူနှစ်ယောက်အယံအားရှိတဲ့သူအဲ့ဒီနိုင်ငံကိုတွားလိလာတဲ့အခါမှာလေဇန်တူရီကလိုက်ရင်မြန်လိပြီးနိုင်တဲ့သူလင်းမြန်ဖြက်လာဆိုစစ်ကိုလည်းတိုက်နိုင်တဲ့သူတွေအားကိုးရတဲ့ဆက်နှိုးတို့တွားတယ်ဒါနဲ့စဘစ်တီတခွေကိုတောင်မှလူနှစ်ယောက်ကမနိုင်တနိုင်ထားရတဲ့နေရာစဘစ်အဲ့ဒီစဘစ်ခွေကိုသူတို့ယူဘရောမှာတေကန်ဒါယာအရိကာဒေဘာနေမာသူတို့ယူဆောင်လာတော့မှလုံကစားကြရတယ်ကာနန်ပြည်အယတာကိုလုံခန်းစားကြရတယ်ဒါပြီးမဲ့တခုစီရဲဝန်နက်စရာကောင်းတာကဆေရောက်ကဘယ်လို report လုပ်တယ်လဲဆိုရင်မရဘူးတဲ့သူတို့ကအားကြီးတယ်တဲ့သူတို့နဲ့ငါတို့ဆိုရင်ငါတို့ကနိုင်ကောင်းလို့ပဲရှိတယ်ဘာမှငါတို့မဟုတ်ဘူးသူတို့ကအယမ်းကြီးတယ်အားကြီးတော်သူမြတ်ဖြစ်တယ်ငါတို့တွားရင်လည်းအကုန်လုံးသူတို့ကဖြတ်ရှိမယ်တတ်မယ်ဒါကြောင့်မတွားတာပဲကောင်းမယ်ဆိုမှဆေရောက်တို့ကအများစုကနော် report လုပ်လိုက်တယ်ဒါကြောင့်ကျွန်တော်တို့တတိထားဖို့လိုအပ်တာကတမန်တရားမတည်တဲ့အများစုရဲ့နော်ဆုံးဖြတ်ချက်ဟာအင်မတန်မှကြောက်မဲ့ဖွယ်ကောင်းတဲ့အရာဖြစ်တတ်တယ်ဆိုတာအလုံးသိဖို့ဖြစ်တယ်ဒါနဲ့ဘယ်လိုလုပ်တယ်လဲအဲ့လိုသူတို့အလုံးက report လုပ်တဲ့အခါမှာပရိသတ်ဒီအလုံးဣဒရာလူထုအလုံးကစေစော report လုပ်တဲ့အရာကိုတဘောတူဘရောမှာငူကျွေးမြတ်ကြီးကြဘရောမှာမောဆက်စ်ကိုအပြစ်တင်ကြတယ်မောဆက်ဧကုတ်တုပြမှာတင်ချိုင်းကုန်းမီမရှိလို့လားဥက္ကိုလို့ရမယ့်နေရာမရှိလို့လားဘာဖြစ်လို့ဒီတေကန်ရာယမှာငါတို့အကုန်လုံးပြတ်စီအောင်ခေါ်ဆောင်တော်တာလဲဆိုမောစေကိုလုံးအပြစ်တင်ကြတယ်ဒါပေမဲ့အဲ့ဒီချိန်မှာလူနှစ်ယောက်ယောဆုနဲ့ကာလက်တို့က report ကမဟုတ်ဘူးငါတို့တွားမယ်တင်းပိုင်မယ်သူတို့ဟာငါတို့ရဲ့အစားအစာဖြစ်တယ်ငါတို့စားရမယ်သူတွေဖြစ်တယ်သူတို့ကြွယ်ဝချမ်းသာခြင်းဟာငါတို့ဥစ္စာဖြစ်မယ်လို့သူတို့ report တဲ့အခါမှာသူတို့နှစ်ယောက်ကိုကြောက်ခဲနဲ့ပစ်တတ်ဖို့စစ်စင်ဘရောမှာသူတို့ထွက်ပြေးတယ်လို့ကျွန်တော်တွေ့ရတယ်ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့ယုံကြည်ခြင်းမှာအသက်မရှင်တဲ့သူတွေကခရိယန်တွေထဲမှာလည်းပူများတတ်တယ်ဒါကြောင့်အများတဘောတူလို့အများတဘောတူနဲ့ဆုံးဖြတ်ချက်ချတဲ့ဟာကအားလုံးဝိငင်းအသက်တာမှာအသက်မရှင်တဲ့သူတွေမဖြစ်ဘူးဆိုရင်ဖယားကိုဆန့်ကျင်ဖြစ်တဲ့အရာလဲဖြစ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့တရိထားဖို့လိုအပ်တယ်ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့ဘာတွေ့ရှိတယ်လဲဆိုလို့ရှိရင်အဲ့ဒီချိန်မှာမောဆက်စ်ကစိတ်နာဘရောမှာဆုတောင်းတယ်ဖယားကဘယ်လိုပြောလဲဆိုရင်ကဲဟုတ်ပြီဧကုတ်တုပြမှာမွေးတဲ့လူ6တင်းတို့ကိုငါမနှမြောဘူးသူတို့အကုန်လုံးဖျက်ဆီးလိုက်မယ်တဲ့ကာဒက်စ်ဘာနေမာသူတို့အားလုံးဖျက်ဆီးပြီးနောက်မှာမောဆက်စ်ကဒီတချင်းကိုဖွဲ့ဆိုတာဖြစ်တယ်အတွေ့အကြုံကကျွန်တော်တို့ကိုတင်ခန်းစာပေးတယ်အတွေ့အကြုံကဒီချင်းဆိုနိုင်တော့ခွန်လဲပေးတယ်မောဆက်စ်ကဒီတချင်းကိုဖွဲ့ဆိုဘရောမှာဒီတချင်းဆိုတဲ့အချိန်မှာကျွန်တော်စစ်ကိုရင်နဲ့ပေါ့နော်မောဆက်စ်ကိုကြည့်တယ်သူမြတ်ကြီးဒီမှာကြည့်အစင်းမှာပဲမြတ်ကြီးနဲ့ဒီတချင်းဆိုမှာပဲနော်ဘာကြောင့်လဲတွေးလူတွေကဖယားကိုနာခံမှုမရှိဘူးကာနန်ပြည်ဘုရားရှင်နဲ့နွားနို့စီးစင်းတဲ့နေရာသူတို့အဖိုးအာဗြဟံထံမှာကတိပြီးတဲ့နိုင်ငံဣဇက်ထံမှာကတိပြီးတဲ့နိုင်ငံဂျာကုပ်ထံမှာကတိပြီးတဲ့နိုင်ငံဂတိတော်နိုင်ငံကာနန်ပြည်သို့အားလုံးခေါ်ဆောင်ဖို့လူ6သိန်းထက်မနည်း
မောဆက်ကပြင်လဲနီကိုဖျက်ပြီးပြီးတော့မှခေါ်ဆောင်သွားတဲ့သူတွေကာဒက်ဘာနေမှာအကုန်လုံးပြည့်စုံသွားတယ်အဲ့ဒီကာဒက်ဘာနေဂျင်ဆိုတဲ့တဲကန်ဒါယမှာနှစ်ပေါင်း30နှစ်ကြာခဲ့တယ်အန်အိုဆီယာကောင်းတယ်နော်နှစ်ပေါင်း30နှစ်ကြာတယ်ဘာကြောင့်လဲဆိုတော့နာခံမှုမရှိတဲ့အတွက်ကြောင့်တိုက်ရိုက်ရက်ပေါင်း40အတွင်းမှာခဏလေးနဲ့နော်တလကျော်လောက်မှာကာနန်ပြည်သူဝန်မဲ့အစာဖျားတခင်ကသူတို့ကိုတရားရှင်ပြီးတော့မှတရက်အစာတနှစ်တရက်အစာရက်ပေါင်း360ကမဟုတ်ဘူးနော်ဘာကြောင့်လဲဆိုတော့ဇူဒါရီရဲ့နှစ်က65မရှိဘူး360တရက်အစာတရက်စာတနှစ်တရက်စာတနှစ်ရက်ပေါင်း40ကြာခဲ့တယ်ဒါကြောင့်ဒီနေ့မှလည်းကျွန်တော်တို့အားလုံးစဉ်းစားရမယ့်အရာကနာခံတင့်တော်သူရှိတယ်ဖျားစကားတိုင်းကျွန်တော်တို့နာခံရမှာဖြစ်တယ်နှုတ်ကပတ်တော်တိုင်းနာခံရမှာဖြစ်တယ်ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ခြေလှမ်းဖို့ဖြစ်တယ်ဒါဆိုရင်လူမှုရောအကြီးမကြီးဘူးလားကြီးတယ်ဒါပေမဲ့အဓိကမဟုတ်ဘူးဖျားစကားဖြစ်တယ်နှုတ်ကပတ်တော်ဖြစ်တယ်လူမှုကြီးကတော့အရန်ကောင်းတယ်လူတွေကိုကြည့်စုဆောင်စီဖို့ကိုငီမဆဖို့ခရိယန်ထဲမှာအမတန်မှနှုံးငင်တင်မှုတဲ့လူမှုရေးဆိုတာရှိတယ်အဲ့ဒါကိုကျွန်တော်တို့လက်လို့ထားဖို့မဟုတ်ဘူးဒါပေမဲ့အဲ့ဒါဒီထက်အဓိကထားရမယ့်အရာကနှုတ်ကပတ်တော်တမန်တရားဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်တို့အားလုံးသိကြရအောင်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့အားလုံးဒီအရာများအဖြစ်တင်ခန်းစာယူကြရအောင်လို့အားလုံးကိုကျွန်တော်အားပေးခြင်းတယ်ဒါနဲ့ဒီဖတ်တော်တဲ့ကျန်ပိုက်ထဲကနေနော်ကျန်ပိုက်ထဲကနေအချက်3-4ခုလောက်နဲ့ကျွန်တော်ဝင်ဟာတော့မှဖြစ်တယ်ပထမအချက်ကတော့ဘာလဲဆိုလို့ရှိရင်အခန်းကြီး90ပိုင်ငယ်30ထဲမှာကာလအချိန်ဆိုတာအင်မတန်မှအရေးကြီးတယ်ဣသရေလလူမျိုးများကသူတို့မသိတဲ့အရာကဘာလဲဆိုလို့ရှိရင်အချိန်မသိဘူးဘာကြောင့်အချိန်မသိတာလဲအဲ့ဒီချိန်မှာကာနန်ပြည်ကိုတွားလေလာဖို့မဟုတ်ဘူးဆက်တိုက်တွားဖို့ဖြစ်တယ်ဒါကြောင့်ဆက်တိုက်တွားမဲ့အစားလေလာဖို့သူတို့တွားတဲ့အခါမှာတွားလေလာတဲ့အခါမှာကာနန်ပြည်မှာရှိတဲ့လူတွေကအရာကြည့်မဲ့ဖွယ်ကောင်းတဲ့လူတွေဖြစ်တယ်အန်ကာဆိုတဲ့ archaeologist စာအုပ်ကိုဖတ်ဖို့တဲ့သူရှင်အဲ့ဒီထဲမှာတွေ့နိုင်တယ်အဲ့ဒီကာနန်ပြည်မှာရှိတဲ့လူတွေကarchaeologist ကတူးတဲ့အခါမှာသူတို့ကဒင်ကပြည်20ကဒင်အစီနော်70ปีအနည်းဆုံး70ปีနဲ့ပြည်20ကြာရှိတယ်အဲ့လိုဆိုတော့သူတို့အယတ်ကအနည်းဆုံး15ปี16ปีလောက်ရှိမှဖြစ်တယ်ကျွန်တော်တို့ဇွာမဆွင်ကျွန်တော်အမင်းဆုံး9ปี10လက်မှကျွန်တော်ရှိတယ်ကျွန်တော်လောက်အယတ်မြင့်တဲ့သူတယောက်မှမရှိဘူးဒါပေမဲ့ကျွန်တော်ထက်3ဆမြင့်တဲ့သူတွေဣသလူမျိုးများကတော့6ปีလောက်ပဲရှိတယ်လှမ်းနဲ့ဒါနဲ့စစ်တိုက်ဖို့ဆိုတာလုံးဝလူအနေနဲ့တွက်ရင်မရတဲ့အရာဖြစ်တယ်မဖြစ်နိုင်တဲ့အရာဖြစ်တယ်နော်ဒါပေမဲ့ဇောဆွန်နဲ့ကလစ်ကတော့ယုံကြည်ခြင်းရှိတယ်သူတို့အင်အားမဟုတ်ဘူးဖခင်ရဲ့တကူတော်ဖြစ်တယ်ဒါဝိလည်းကိုလာယတ်တူတတ်တဲ့ချိန်မှာကူပီအယတ်မြင့်တဲ့ကူပီခွဲနော်အယတ်မြင့်တဲ့ကိုလျက်ကြီးကူပီဆိုတာမနေဘူးနော်ခွန်ပီတောင်မှဒီလိုပဲ
ကျွန်တော်ခုနပြီးတော့သူ့နာမည်မိသွားတယ်ကျွန်တော်မင်ဘူးတယ်တရုတ်အမျိုးသားတယောက်ဆိုရင်သူဘတ်စကတ်ဘောကစားရတဲ့ခုနပြီးသူကပဲဒီလိုပဲချရတယ်လေလို့ခုံပြီးတော့မှအဲ့လိုထဲတဲ့တော့မတကြခြင်းဒီလိုပဲချလိုက်တယ်ဒါဝိကအသက်ငယ်ငယ်လေးပဲရှိသေးတယ်20တောင်မကျော်သေးဘူးဘာကြောင့်လဲဆိုတော့ဣသရေလလူမျိုးများအဲ့ဒီတုန်းကသူတို့ရဲ့ဥပဒေမှာအသက်20မပြည့်တဲ့သူတွေစစ်တိုက်ခွင့်မပေးဘူးဒါကြောင့်ဒါဝိကကောလက်တတ်တာမတရားသဖြင့်တတ်တာဖြစ်တယ်ဒါကြောင့်သူ့အကူတွေကသူ့ကိုစစ်ဆူဘရောမှအမျိုးမျိုးပြောကြတာဖြစ်တယ်ဒါပေမဲ့ဒါဝိကတည်တယ်ဘာတည်တယ်လဲကောလက်ရဲ့အင်အားမတည်ဘူးဘယ်လောက်အားကြီးတယ်လဲဆိုတာမတည်ဘူးသူတည်တာကဖယားရဲ့အင်အားဖယားရဲ့တကူဖယားတကယ်တတ်နိုင်စွမ်းပဲတည်တယ်ဒါကြောင့်ကျွန်တော်တို့အတင်းတော်မှာလဲအဲ့ဒါတိဖို့ဖြစ်တယ်ဘာဖြစ်လို့ကျွန်တော်တို့ဖက်ကိုအမဲတမ်းကြည့်ပြီးတော့မှတချို့တွေစိတ်ညစ်တာလဲမိသားစုကိုပဲကြည့်တယ်တာသမီးတွေကိုပဲကြည့်တယ်ကြည့်ရတဲ့အမဲတမ်းစိတ်ညစ်တယ်စိတ်ဆူတယ်နော်ဒါပေမဲ့ဒီနေ့မှာစီတတ်ဖို့လိုအပ်တာကဖယားတကူဖယားအင်အားဘယ်လောက်ရှိတယ်လဲတကူဘယ်လောက်ရှိတယ်လဲဘယ်လောက်တတ်နိုင်စွမ်းရှိတယ်လဲဆိုတာဖယားကိုကျွန်တော်တို့ကြည့်မဲ့အစားကျွန်တော်တို့ရဲ့အင်အားကိုကြည့်တဲ့အခါမှာစိတ်ပြတ်တယ်အားငယ်တယ်ဒါကြောင့်ဇုံချစ်ချင်းမှာကျွန်တော်ခြေလှမ်းမလှမ်းနိုင်တာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့အားလုံးတိဖို့လိုအပ်တဲ့အရာကနော်ဖယားသခင်ကကျွန်တော်တို့ကိုပြီးထားတဲ့ကာလအချိန်ကျွန်တော်တိဖို့ဖြစ်တယ်ကျန်မာရေးကောင်းတဲ့အချိန်ရှိတယ်ကျန်မာရေးမကောင်းတဲ့အချိန်လည်းလာအောင်မှာဖြစ်တယ်ကျန်မာရေးကောင်းတဲ့အချိန်မှာတချို့တွေကလောကအလုတ်အမြဲလုတ်မယ်တဲ့ဖယားကတုံးလို့မရတော့တဲ့အချိန်မှာဖယားကိုကြောစိုက်မယ်ပြန်ဖြစ်သွားတယ်နော်တတိထားကြရအောင်ဖယားတခင်ကဒီကျမ်းမာရေးကိုကျွန်တော်ကောင်းအောင်လုပ်ပြတဲ့အရာကအတွက်ဘုံတော်အတွက်ဖြစ်တယ်။တို့နာမတော်ကျွန်တော်အဖြစ်ထင်ရှားဖို့ဖြစ်တယ်။အဲ့ဒီချိန်မှာကျွန်တော်တို့ရဲ့စိတ်ကြိုက်အလုပ်တွေကိုပဲလုပ်ပြီးတော့မှဘာမှမလုပ်နိုင်တော့ဘူးဆိုပြီးနောက်မှာနော်ဘူဒိစင်များရဲ့ခံယူချက်လို့ဖယားအမှုတော်မြတ်မှာပါဝင်ဖို့ဆိုတာကနော်စန့်ကျင်ဖက်ဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးဒီနေ့မှာအားလုံးကိုကျွန်တော်အားပေးခြင်းတဲ့အရာကကျွန်တော်တို့အားကောင်းနေတဲ့အချိန်ကဘယ်လောက်အထိပဲရှိတယ်လဲဆိုရင်80အထိပဲဖြစ်တယ်ကိုကျွန်တော်တို့မှတော့80မပြည့်သေးဘူးဒါပေမဲ့ကိုပြန်တရရတဲ့ဟာကကျွန်တော်လူငယ်ဘဝမှာနော်ဗော်လီဘောကစားတဲ့ချိန်ဘောလုံးကစားတဲ့ချိန်အဲ့ဒါတွေကိုပြန်တရရတယ်အသက်80ရှိလာလို့ရှိရင်နေဆိုရင်လည်းပဲဝန်တော့မှာဖြစ်တယ်နေဝန်ခါဆက်စင်ကျွန်တော်တို့ရောက်သွားတာဖြစ်တယ်တချို့တွေဆိုရင်ကိုအသက်30 40လောက်ပဲရှိတယ်ကျွန်တော်အတင်းတော်မနေ့ကဆရာမနဲ့အတင်းထောက်ရဲ့အသက်ကိုလည်းကျွန်တော်တို့တယောက်ပြီးတယောက်နော်စစ်စားတဲ့အခါမှာအသက်40နဲ့50ကြာအဲ့ဒီချိန်တုန်းကဒေါင်မီနော်လှုပ်ရှားလို့ရတဲ့အချိန်ဘာမဆိုနော်နိုင်ငံကြီးဖက်မှာပဲဖြစ်စီးပွားရေးဖက်မှာပဲဖြစ်အမှုတော်မှာပဲဖြစ်နော်ကျွန်တော်အသက်40နဲ့50ကြာမှဆိုရင်နားတဲ့အချိန်တနစ်မှာတပတ်တော့မနားတဲ့အချိန်ရှိတယ်ကျွန်တော်မြို့သမီးကတည်တယ်တစ်ချိန်လုံးခရီးသွားတယ်ဝင်ခါတယ်ဟောတယ်အိမ်ရောက်ရင်လည်းပဲမနာဘူး home crusade လုပ်တယ်အဲ့လိုနဲ့ပဲကျွန်တော်လုပ်တယ်ဒါကြောင့်တခါတော့ရန်ကုန်ကနေကိုအဆူချင်းနဲ့မှာတွားဖို့စီစဉ်တဲ့အခါမှာကားစီဘရောမှာaccident ဖြစ်သွားတယ်အဲ့ဒီချိန်မှာလူအယောက်9ယောက်လောက်တခါတည်းနဲ့ပွဲချင်းနဲ့တည်သွားတယ်
ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတို့ဖယားကကွယ်ကာစောင့်မတဲ့အတွက်ကြောင့်ဘာမှမဖြစ်ဘူးအဲ့ဒါနဲ့အိမ်ရောက်တာနဲ့ကျေးဇူးတော်ချီးမွမ်းတယ်အဲ့ဒါနဲ့ကျွန်တော်တက်တည်ခံတယ်အဲ့ဒီချိန်တုန်းကဖယားကကျွန်တော်ကိုခေါ်ရင်လည်းပဲကျွန်တော်ကြည်နတ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အသက်အားရှိဆုံးချိန်20ကနေ30ကြာအကုန်လုံးဖယားတခင်အတွက်ကျွန်တော်အသက်တာတုံးပြူတာအသက်20မပြည့်ခင်မှာတော့လောကအတွက်ပဲကျွန်တော်အသက်ရှင်ခဲ့တယ်ဒါပေမဲ့ကျေးဇူးတော်ကြောင့်အသက်20ပြည့်လာတဲ့အခါမှာတမန်တရားတိလာပြီးတော့မှဒီခန္ဓာကိုယ်ပိုင်တော်သူဟာဖယားတခင်ဖြစ်တယ်ဆိုတော့ကျွန်တော်သိတဲ့အခါမှာအသက်တာတစ်ခုလုံးခရစ်တော်အတွက်ကျွန်တော်အနန္တလိုက်တယ်ဒါကြောင့်ဒီနေ့မှာအချိန်တိပါကျန်မာကြီးကောင်းတဲ့အချိန်တိပါနော်ဖယားတခင်အမှုတော်မြတ်အတွက်အလုံးအစင်းနဲ့ပါဝင်လို့ရမယ့်အချိန်တိပါဒါကြောင့်ပထမချက်နေနဲ့အချိန်တိပါအပိုင်းငယ်30ကိုဖတ်တဲ့အခါမှာဘယ်လိုပြောလဲဆိုရင်ကျွန်တော်ရဲ့အသက်အရွယ်ဒီအနှစ်80အတိုင်းအရှိရှိပါ၏အာချင်း၍အနှစ်80ပြည့်တော်လဲဟောကြွားခြင်းဒီပြင်ပန်းခြင်းနဲ့ဝန်နေခြင်းဖြစ်၏သူအသက်ဒီလဲမြန်လွန်၍ကျွန်တော်တို့ဒီစုတဲ့ကြပါ၏ကျွန်တော်တို့အားလုံးခရစ်တော်တို့အလုပ်နိုင်မဲ့အချိန်ကာလအချိန်များကိုတည်ကြရအောင်လို့အားလုံးကိုကျွန်တော်တိုက်တွန်းအားပေးခြင်းတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဘုရားသခင်အလိုတော်ကဘာလဲဆိုတာကျွန်တော်သိဖို့ဖြစ်တယ်ဘုရားသခင်အလိုတော်ဘာလဲခင်ဗျာစဉ်းစားဘူးလားမသိဘူးနော်ဘုရားသခင်အလိုတော်အချိန်တည်တဲ့အခါမှာအချိန်ကောင်းရရှိတဲ့အချိန်မှာဘုရားသခင်ရဲ့အလိုတော်ကိုကျွန်တော်တို့လှုပ်ဆောင်ဖို့ဖြစ်တယ်အလိုတော်လှုပ်ဆောင်ဖို့ရန်ဘုရားပြတော်အချိန်ကိုဘုရားသခင်အတွက်ကျွန်တော်တို့တည်ဖို့တုံးဖို့ဖြစ်တယ်ဆိုတာကျွန်တော်တို့တည်ဖို့ဖြစ်တယ်အဲ့ဒါနဲ့ဘုရားသခင်အလိုတော်ကဘာလဲဆိုရင်နံပါတ်1ကယ်တင်ခြင်းဖြစ်တယ်ကယ်တင်ခြင်းအတွက်လည်းဘုရားပြည့်တဲ့အချိန်ရှိတယ်ကျမ်းစာတင်တန်းတင်ရမယ့်အချိန်လည်းရှိတယ်အဲ့ဒီအချိန်မှာကယုမဆိုင်ဘူးဆိုရင်ဘုရားပြည့်တော်အချိန်မရှိတော့ဘူးဆိုရင်ကျွန်တော်ကယ်တင်ခြင်းတို့ရောက်နိုင်မှာမဟုတ်ဘူးဒါကြောင့်ကျမ်းစာတင်ရမယ့်အချိန်မှာကျွန်တော်တင်ဖို့ဖြစ်တယ်အချိန်နားမလဲတဲ့သူတွေမသိတဲ့သူတွေကကျမ်းစာတင်တန်းရှိမြဆိုရင်လည်းကျွန်တော်မအားဘူးသူတို့မအားတဲ့အရာတွေအကြောင်းပြချက်တွေလည်းဘာမှမဟုတ်ဘူးနော်မအားဘူးလို့အလုပ်တာလည်းသူတို့တုံးလေးရတောင်မရဘူးရရင်လည်းခဏလေးနဲ့ပြောင်းတော့တဲ့ပိုက်ဆံတွေပဲဖြစ်တယ်ဒါကြောင့်ဒီနေ့ဘုရားသခင်အလိုတော်ကိုသိပါပထမအဆုံးမိတ်ဆွေအသက်တာမှာကယ်တင်ခြင်းမရှိဘူးဆိုရင်အမြန်ဆုံးကယ်တင်ခြင်းတို့ရောက်ဖို့အချိန်ကိုတုံးပါနှစ်တဲ့ခန်းချင်းနှစ်အပိုင်းငယ်လေးထဲမှာလူအပေါင်းတို့ကယ်တင်ခြင်းတို့ရောက်ဖို့ဘုရားသခင်အလိုတော်ဖြစ်တဲ့အကြောင်းကျွန်တော်သိရတယ်ဒါကြောင့်မိတ်ဆွေကယ်တင်ခြင်းမတိချာသေးဘူးဆိုရင်ဘုရားကကယ်တင်ခြင်းရရှိဖို့အလိုတော်ရှိတယ်ခမည်းငရေရောက်ဖို့ဘုရားရဲ့အလိုတော်မဟုတ်ဘူးဆိုတာကျင့်ချင်းအမင်္ဂလာထဲသို့အသက်ရှင်ဖို့ဘုရားရဲ့အလိုတော်မဟုတ်ဘူးဆိုတာဒီနေ့ကျွန်တော်သိကြရအောင်ဘုရားသခင်ကလူအပေါင်းတို့လို့ပြောတဲ့အထဲမှာခမည်းလည်းပါတယ်အဲ့ဒါကိုလည်းမခံနိုင်ဘူးဆိုရင်နော်ခမည်းရဲ့ရွေးတဲ့အရာအဖြစ်ချင်းချင်းအမင်္ဂလာထဲသို့ရောက်သွားမှာဖြစ်တယ်ဒါကြောင့်အချိန်ရှိတဲ့အချိန်မှာနော်ကယ်တင်ခြင်းတို့ရောက်ရှိနိုင်ဖို့ရန်အချိန်ပေးကြရအောင်နှစ်ပြည်ခန်းကျဲတုံးအပိုင်းငယ်ကိုထဲမှာလဲဘယ်လိုပြောလဲဆိုရင်မေတူမြတ်ပြက်စီချင်းတို့မရောက်ပဲ
နောင်တရစေရန်အလိုတော်စစ်၍တင်တို့အပေါ်စိတ်စီတေးခံလျက်နေတော်မူခြင်းသာဖြစ်၏တဲ့ဒါကြောင့်ဘာကြောင့်ဖျားသခင်ကဒီကဘာကြီးကိုမပြတ်စီစီရလဲဆိုရင်မိတ်ဆွေကိုစောင့်နေတည်တဲ့အတွက်ကြောင့်ကဲတင်ချင်းတို့မရောက်တဲ့သူတွေကိုစောင့်နေတည်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်သိဖို့ဖြစ်တယ်နောက်တစ်ခုဖျားရဲ့အလိုတော်တစ်ခုကဘာလဲဆိုလို့ရှိရင်စက်ကတ်အနှံချင်းဖြစ်တယ်ကဲတင်ချင်းရရှိတော်သူတိုင်းစက်ကတ်ဖို့ဖြစ်တယ်လက်မြောက်ဖို့ဖြစ်တယ်ကျွန်တော်ဘာမှမဟုတ်ဘူးကိုရောတာအဓိကဖြစ်တယ်ကျွန်တော်အသက်တာကျွန်တော်မပိုင်ဘူးကိုရောကပဲပိုင်တယ်လို့နော်စက်ကတ်ဖို့လက်မြောက်ဖို့ surrender လုပ်ဖို့ဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်ဒါကြောင့်ဂလောသဲခန်းကြီးတုံးအပိုင်းငယ်တုံးထဲမှာဘယ်လိုပြောလဲဆိုရင်တင်တို့အသက်ဒီခရစ်တော်နဲ့အတူဖျားသခင်၌ဝတ်ထားလျက်ရှိ၏အဘေအယာကမအဟန်တာအနောက်ဆက်မပြုတ်နိုင်တော့ပြည့်စုံခြင်းလုံခြုံမှုရှိတော်ကျွန်တော်တို့ကဲတင်ခြင်းကခရစ်တော်ထဲမှာရှိတယ်အဲ့ဒါကျွန်တော်တို့ရဲ့ဝိညာဉ်ဖြစ်တယ်ကျွန်တော်တို့စိတ်နှလုံးမဟုတ်ဘူးကျွန်တော်တို့ခန္ဓာကိုယ်လည်းမဟုတ်ဘူးမိတ်ဆွေရဲ့ဝိညာဉ်ပဲဖျားလက်ထဲမှာရောက်သွားတာဖြစ်တယ်သို့တော်လည်းဒီခန္ဓာကိုယ်နဲ့ဒီစိတ်နှလုံးကစာတန်ရဲ့နော်စိတ်ကိုအမေရန်တိုက်နေတော်သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အင်အားနဲ့ကျွန်တော်တို့တကူနဲ့ကျွန်တော်တတ်နိုင်စွမ်းနဲ့ကျွန်တော်ရန်သူစာတန်ကိုအောင်မြင်ခြင်းရရှိနိုင်မှာမဟုတ်ဘူးဒါကြောင့်ကိုရောကျွန်တော်မတတ်နိုင်ဘူးဒီခန္ဓာကိုရောရှင်ဖျားထမ်းမှာကျွန်တော်စက်ကတ်တယ်အနန္တယ်လို့ဖျားရှင်ထမ်းမှာကျွန်တော်ရဲ့ခန္ဓာကိုစက်ကအနန္ဖို့ဖြစ်တယ်ဆိုတာကျွန်တော်ပြောချင်တယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှာဖျားသခင်ထမ်းတို့စက်ကတ်တော်သူနဲ့မစက်ကတ်တော်သူရဲ့အသက်တာတာကွာချမှုရှိတယ်နော်အတင်းထောက်ရဲ့အသက်တာထဲမှာလဲတကယ်စက်ကတ်တဲ့သူနဲ့မစက်ကတ်တဲ့သူရဲ့အသက်တာကွာချမှုရှိတယ်ဂျုံချီတူအားလုံးကသိမယ်အဲ့တိုင်းပဲအမျိုးသမီးမြိုင်အသက်တာမှာလဲတကယ်စက်ကတ်တော်သူနဲ့မစက်ကတ်တော်သူရဲ့အသက်တာကွာချမှုရှိတယ်အဲ့ဒါကတော့အားလုံးကသိမယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့အားလုံးလိုအပ်တဲ့ရာကဒီခန္ဓာကိုကျွန်တော်မပိုင်ဘူးကိုရောကပဲပိုင်တယ်လို့ဖယားရှင်တမစက်ကတ်အနန္ဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်ထပ်ပြောမယ်ရရှိတော်အချင်းအခွင့်အရေးကိုနော်ကောင်းမွန်စွာတုံ့ပြုပါအပိုင်ငယ်30ထဲမှာကျွန်တော်မဖတ်ပြီးမဲ့ပေါ်ပြပြီးတဲ့အရာဖြစ်တယ်ကျွန်တော်ဖတ်ချင်တယ်ဒီချိန်မှာကျွန်တော်တို့ကိုကြွနာတော်နဲ့အလျင်အမြန်ရောင်းစည်းစီတော်မူပါသူပြုလင်းတသက်လုံးဝမ်းမြောက်ဆွေလန်းကြပါလိမ့်မည်ကာဒက်ဘာနေမာတီချင်းဆုနဲ့ဣဒရီလာလူမျိုးမြောက်များစွာနော်ပြည့်စည်ချင်းသူရောက်တဲ့အခါမှာအားလုံးကလန့်ကြတယ်အားလုံးကလန့်ကြတယ်ဘုရားသခင်ကသူတို့အားလုံးကိုကာနန်ပြည်အထိခေါ်ဆောင်တော်ဖို့လူ6သိန်းကျော်ကိုဤကုတ်တူပြန်နေခေါ်ဆောင်တယ်ဒါပေမဲ့ကာဒက်ဘာနီရောက်တဲ့အခါမှာဘုရားကိုတစ္ဆာဖောက်ကြတယ်ဘုရားကိုတစ္ဆာဖောက်တဲ့အတွက်ကြောင့်သူတို့ကိုဘုရားကဥဆောင်လို့မရတော့ဘူးလမ်းပြလို့မရတော့ဘူးဘုရားကိုငင်းပယ်တဲ့သူတွေအတွက်သူတွေဖြစ်တဲ့အတွက်ကြောင့်ဘုရားကသူတို့ကိုလည်းမနှမြောဘူးတချို့တွေမွေပေါက်ချင်းတေးချင်းဆိုနဲ့ကုန်လုံးနော်ဖြစ်စီလိုက်တဲ့အခါမှာသူအရာများကိုမြင်တော့သူတို့တားသမီးတွေရှိတယ်ဧကုတ်တုပြမှာမွေးတဲ့မိဘတွေကဖယားကိုစန့်ကျင်ဖက်ပြုတ်တယ်ဒါပေမဲ့တေကန်ဒါယမှာမွေးတဲ့တားသမီးတွေကိုပဲဖယားကရွေးပြီးတော့မှကာနန်ပြည်သို့ရောက်ဖို့ခေါ်ဆောင်တော့ဖို့ဖယားရဲ့အစီအစဉ်ဖြစ်တယ်ဘာကြောင့်လဲနာခံမှုမရှိတော့သူနဲ့ဖယားသခင်ဘာမှလုပ်လို့မရဘူးနာခံမှုမရှိတော့သူနဲ့ဖယားသခင်ဘုံတော်
မထင်ရှားနိုင်ဘူးဒါကြောင့်မောဆက်ကပြန်ဆုတောင်းတယ်ဆုတောင်းခြင်းတခြင်းဒါကြောင့်သူတို့အားလုံးကိုနော်ပြည့်စည်ကြတော့လေကိုရောတဲ့ကျွန်တော်တို့ကိုကရုဏာတော်နဲ့အလျင်အမြန်ရောင်းရစီတော်မူပါဒီမှာတေကန်ဒါယမှာမွေးတဲ့တာသမီးတွေရှိတယ်သူတို့ကိုနော်ကရုဏာတော်နဲ့လမ်းပြပါဆိုမောဆက်စ်ကနော်ဆုတောင်းတယ်အဲ့ဒါနဲ့တေကန်ဒါယမွေးဖွားတဲ့သူတွေနဲ့ပဲဇော်ဒန်မစ်ကိုလိုရတယ်ကိုလိုရတယ်ဘာကြောင့်လဲဇော်ဒန်မစ်ကိုဖူကဇုံချစ်ချင်းလိုအပ်တယ်သူတို့မြေပါရီကယုံကြည်ခြင်းမရှိတော့ညာလဲဂျေဇုတော်ကြောင့်ပြင်လဲနေကိုနော်ဖြစ်ကြောခွင့်ရရှိတယ်ဂျေဇုတော်ကြောင့်ဖြစ်တယ်သူတို့ပြင်လဲနေဖြစ်တာသူတို့ရဲ့ယုံကြည်ခြင်းကြောင့်မဟုတ်ဘူးဂျေဇုတော်ကြောင့်ဖြစ်တယ်မောဆက်ကဆုတောင်းတယ်ဘုရားကဆုမတောင်းနဲ့ဆုတောင်းခြင်းမဟုတ်ဘူးဒီနေ့တောင်းဝေးနဲ့ဒီပြင်လဲနေကိုရိုက်ပါပြင်လဲနေပြတ်သွားတယ်ပြင်လဲနေပြတ်သွားတာနဲ့အားလုံးချောမောစောနဲ့ပြင်လဲနေတစ်ဖက်ကန်ရောက်နိုင်တယ်ဒါပေမဲ့ခုတော့ဂျော်ဒန်မစ်ဖြတ်ဖို့ကအဲ့လိုမဟုတ်ဘူးဇုံချီချင်းနဲ့နင်းဖို့လိုအပ်တယ်သူတို့နင်းတဲ့နေရာမှာပဲဖခင်ရဲ့တကူဘုံတော်ထင်ရှားမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့လှုပ်ရှားဖို့လိုအပ်လာတော့တယ်နာခံမှုရှိဖို့လိုအပ်လာတော့တယ်အရင်တုန်းကတော့နာခံမှုရှိမရှိဘာမှမဟုတ်ဘူးမောဆက်ကခေါ်ပြအောင်ဟုတ်ကဲဆိုမှလိုက်ပါတော့တယ်ပြင်လဲနေပြတ်သွားတယ်ကိုရောအမတမချေမဲဖွယ်ကောင်းတဲ့ဂျော်ဒန်မစ်ကိုနော်ကူဖို့လိုအပ်တဲ့အခါမှာမောဆက်ကအိုးကိုရောကျွန်တော်တို့အင်အားနဲ့မရဘူးကိုရောရဲ့ကြွနာတော့ကျွန်တော်လိုအပ်နေတယ်ဆုတောင်းတယ်ဒါပေမဲ့ကယုနာတော်ထဲမှာလဲကျွန်တော်တို့အနာခံမှုရှိဖို့လိုအပ်တာဖြစ်တယ်ဒါကြောင့်ဒီနေရာမှာဣဒလူမျိုးများတေကန်ဒါယမှာမွေးတော်တာသမီးများကဂျော်ဒန်မစ်ကိုဖြတ်ကူဘရမကီလကာမနေယာချက်ဘရမအဲလိုနဲ့ကာနန်ပီတခုလုံးကျေကိုအကုန်လုံးတင်ပိုက်တာဖြစ်တယ်အဲ့ဒီထဲမှာဧကုတ်တုပြေမှာမွေးတဲ့လူနှစ်ယောက်ပဲပါတယ်ဘယ်သူနဲ့ဘယ်သူလဲဇောဆွန်နဲ့ကာလက်ဖြစ်တယ်ကာလက်ဆိုရင်ဣဒလူမျိုးအထဲမှာသူမပါဘူးတဲ့သူတို့တချို့တွေပြောတာကခွေးအမျိုးလို့သူတို့ကခေါ်တယ်တပအမျိုးသားဖြစ်တယ်ဒါပေမဲ့ယုံကြည်ခြင်းရှိတဲ့အခါမှာကာနန်ပြည်ထိသူကအောင်မြင်ခြင်းရရှိနိုင်တယ်အဲဒါကြောင့်တပအမျိုးသားများသူခရစ်တော်ရဲ့တည်ခြင်းနဲ့ခရစ်တော်ရဲ့ကယ်တင်ခြင်းတပမျိုးသားတို့လည်းဖြစ်တဲ့အကြောင်းကိုကာလက်ပြအသက်တာအဖြစ်ပုံသက်တည်ပြတာဖြစ်တယ်လို့တချို့တွေကရှင်းပြတာဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့အားလုံးဖခင်ရဲ့အလိုတော်နဲ့ဆက်သွားကြရအောင်လို့အားလုံးကိုကျွန်တော်ဖြစ်ခေါ်ခြင်းတာဖြစ်တယ်နောက်တစ်ခုဖခင်ရဲ့အလိုတော်ကိုထပ်မှန်ပြီးကျွန်တော်ပြောချင်တယ်အဲ့ဒါကျွန်တော်တို့အတင်းတော်ရဲ့ဆောင်ပုတ်ဖြစ်တယ်ပြောဆုံးတော်ဝိညာဉ်များကဲတင်ခြင်းတန်ရတို့မှာတခါမှပြောဆုံးတော်ဝိညာဉ်များအတွက်နော်တက်တိမခံတဲ့သူဘယ်ဟဲ့ရှိမလဲတင်ဒါဆိုလက်ထုံခိုင်းခြင်းပြောဆုံးတော်ဝိညာဉ်များထမှာတက်တိခံတာမခက်ဘူးနော်ကြည်ကြုံမှာနော်ทีบอนดิโลลูกดาเท็ดอายันรวยเลยจะช่วยอาลูกตัวดอเปลี่ยนปานเดขานาเลยเนาะแต่ข้ามาอมูรอเมียตัวเปลี่ยนปานขานารอมาสิบเนาะดาจ้องดีนี้นาวสงพยายอาลูรอจนนรอาลูท้าแค่ลูกมายาเดียกาเปียวสงโตวิญญาณเมียเพียเดเปียวสงโตวิญญาณเมียเกตินเชนกุมดำองคิดเกรกันนี่พยาอเมงปีธาเดียเพียเดตุกตานเจียนขันจีเสติดอไปเงตุงเสเทมาเพียงมาตัวตูอีตีโตอติดีอเตปินอติพิด
အဲ့ဒါပျောက်ဆုံးသောဝိညာဉ်မြောက်ကယ်တင်ခြင်းဖြစ်တယ်သူတပါး၏စိတ်ဝိညာဉ်ကိုရတော်သူသည်လည်းပညာရှိနော်ပညာရှင်ဖြစ်စေခြင်းတဲ့ဆိုရင်ပျောက်ဆုံးသောဝိညာဉ်မြောက်ဖန်ပါခင်ဗျာလောကမှာ PhD အောင်ရင်လက်ပျောက်ဆုံးသောဝိညာဉ်မဖန်ဘူးဆိုရင်ခင်ဗျာပညာရှင်လို့ကျမ်းစာကမခေါ်ဘူးစေဒန်အောင်တယ်ဘတ်ချလာဘွဲရတယ်မတ်စတာဘွဲရတယ်ဆိုရင်လည်းပဲပျောက်ဆုံးသောဝိညာဉ်များကယ်တင်ခြင်းတို့မခေါ်နိုင်ဘူးဆိုရင်ပညာမဲ့ဖြစ်တယ်ဆိုတာကျွန်တော်သိဖို့ဖြစ်တယ်။ဒါပေမဲ့လေသန်းတော်မအောင်ရင်လည်းပဲပျောက်ဆုံးသောဝိညာဉ်များကိုခရစ်တော်ထံသို့ခေါ်ဆောင်နိုင်တယ်ဆိုရင်ပညာရှိဒါကြောင့်ဖြတ်မတော်သူရဲ့တေတော်အတီးဒီအသက်ပင်ဖြစ်၏အသက်ပင်၏အတီးဖြစ်၏သူတပါး၏စိတ်ဝိညာဉ်ကိုရတော်သူသည်လည်းပညာရှိ၏ပညာရှိတော်သူဖြစ်တယ်နောက်တစ်ခုဒန်နီလအခန်းကြီး7နှစ်အဲ့ဒါနော်တစ်ချိန်လုံးမှန်ကြည့်ဘရောမနော်မကမျက်နာမှာလင်းတဲ့သူတွေအတွက်အကောင်ဆုံးတော့နော်မကဖြစ်တယ်အဲ့ဒါကျွန်တော်ဖတ်မယ်ဒန်နီလအခန်းကြီး7နှစ်ပိုင်းငယ်3ပညာရှိတော်သူသည်လည်းကောင်းကင်မျက်နှာချက်ဤအဇုံအဝါကဲ့သို့၎င်းလူများတို့ကိုဖြင့်မချင်းတရားလန်တို့ခေါ်သွင်းတော်သူတို့လည်းကျေမြကဲ့သို့၎င်းအရှင်အမဲထွန်းလင်းကြလိမ့်မည်လှတယ်ချောတယ်လို့ပြောတဲ့အခါမှာသူကတော့ဒူဝန်ကျဲလို့ဖြစ်တယ်လို့နော်အဲ့ဒါဒူဝန်ကျဲလို့ပြောလိုက်လို့ရှိရင်အသက်ဘယ်လောက်ပဲကြီးကြီးစိတ်ဆူတဲ့သူတယောက်မှမရှိဘူး။ဘာကြောင့်လဲဆိုတော့ချောတယ်လှတယ်ဆိုတာနော်ဆူလူတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်လှချင်တယ်ဆိုရင်တစ်ချိန်လုံးနော်မှနာမမတ်တရတာထဲနော်ကဲတင်ချင်းသူလူတွေကိုခေါ်ပါ။ဖျားရှိမှာထွန်းတောက်တော်ကျဲမြကဲ့သို့လှပတင့်တယ်မှာဖြစ်တယ်ဆိုတာကျွန်တော်တို့သိဖို့ဖြစ်တယ်။အဲ့ဒါနဲ့ဝမ်းမြောက်ခြင်းရရှိခြင်းတလားဝမ်းမြောက်ခြင်းတဲ့ဆိုရင်တက်တလောနီဩဝါဒဆံပထမဆုံးခန်းချင်းဟစ်အပိုင်းငယ်20ထဲမှာ19ကနေ20ထဲမှာငါတို့မြောက်လင့်ခြင်းအကြောင်းဝမ်းမြောက်ခြင်းအကြောင်းဝါကြွားခြင်းဦးရစ်တရဖူကအဘေတုတော်အကြောင်းအရာနိငါတို့သခင်ယေရှုခရစ်ကြောလာတော်မူသောအခါရှိတော်၌တင်တို့သည်ထိုတို့တော်အကြောင်းအရာမဟုတ်လောဒါကြောင့်ပြည့်စုံသောဝမ်းမြောက်ခြင်းကျွန်တော်တို့ရရှိခြင်းတဲ့ဆိုရင်ပျောက်ဆုံးသောဝိညာဉ်များကျွန်တော်ကဲတင်ခြင်းတို့ခေါ်ဖို့ဖြစ်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဘာလဲလို့ရှိရင်အပိုင်းငယ်90အခန်းကြီး90ပိုင်းငယ်10လိတဲ့ကောက်စာကိုကျွန်တော်ထပ်မှန်ပြီးတော့ပြောမှာဖြစ်တယ်အချင်းကောင်းတုံးတပ်ပါအချင်းကိုတုံးတပ်ပါအချင်းရှိတယ်နော်အချင်းရှိတယ်စုတောင်းချင်းရှိတယ်ကျန်းစာဖတ်ချင်းရှိတယ်ကျွန်တော်တို့အတင်းတော်ထဲမှာအသက်အကြီးဆုံးတော့အဖွားကြီး3ယောက်ရဲ့အသက်တော်ကျွန်တော်တက်တည်ခံခြင်းတယ်ကျွန်တော်တက်စစ်လေးသူတို့လေ့လာတဲ့အခါမှာသူတို့နေ့တိုင်း New Testament ကိုသူတို့ဖတ်ကြတယ်တနေ့မှာတုတ်သူတို့ပြရှိတယ်နော်ဓမ္မတိကျမ်းစာကိုသူတို့တနေ့မှာတစ်ခါသူတို့ဖတ်နိုင်ကြတယ်နေ့တိုင်းကျမ်းစာဖတ်ကြတယ်စုတောင်းကြတယ်အချင်းတုံးတတ်ကြရအောင်စုတောင်းခြင်းမှာတော့စုတောင်းရမယ်ကျမ်းစာတင်တဲ့ခြင်းမှာကျမ်းစာတင်ရမယ်ကျမ်းစာတင်တဲ့ခြင်းမှာမဟုတ်တာတွေရှောက်လုပ်ပဲစေအဲ့ဒါစာတန်ကခမည်းကိုတွေးဆောင်တာဖြစ်တယ်ဆိုတာသိပါစုတောင်းတဲ့ခြင်းမှာစုမတောင်းနိုင်အောင်စချာကိစ္စကခမည်းအသက်တာကိုရယူသွားတယ်ဆိုရင်အဲ့ဒါလဲစာတန်ဖြစ်တယ်ဆိုတာသိပါဒါကြောင့်နောက်ဆုံးအနေနဲ့ကျွန်တော်တို့အချိန်တုံးတတ်ဖို့ကျမ်းစာဖတ်ခြင်းရှိတယ်စုတောင်းခြင်းရှိတယ်ဝတ်ပြုကိုးကွယ်တဲ့ခြင်းရှိတယ် home cell ရှိတယ်စနေနေ့ငယ်ဝတ်ပြုကိုးကွယ်ခြင်းရှိတယ်ထူအချိန်များကိုအားလုံးကိုကျွန်တော်ကြံပြုတ်ခြင်းတယ်
မလုတ်တီတော်သူရှိတယ်ဆိုအင်းမှာအချင်းစရာဆွဲပါအချင်းစရာဆွဲပြီးတော့မှအချင်းကိုဘာမှပြန်ပြီးတော့မှပြောเสียမလို့ဘူးထင်တယ်ကျွန်တော်တို့ရဲ့အတင်းတော်ရဲ့အချင်းစရာကပုံမှန်လေးဖြစ်တယ်ဒီချင်းကစုတောင်းချင်းဒီချင်းကကျန်းစာတင်တန်းဒီချင်းကအမျိုးသမီးများအဖွဲ့စုပြီးတော့မှအချင်းရောက်တဲ့ချာလေးဆွဲပါအဲ့ဒါမြင့်နိုင်မှာမဟုတ်ဘူးတချို့တွေကအချင်းရာလည်းမရှိဘူးစိတ်ထဲမှာလည်းမရှိဘူးမရှိတဲ့အခါမှာကျွန်တော်တို့အချင်းကိုနားမလဲဘဲနဲ့မတိဘဲနဲ့နော်မာလိုနဲ့ကျွန်တော်တို့ရဲ့အချင်းကိုပုတ်တော်ဘရမဝင်းငင်ပိုင်းစရာဇင်ချက်ကြီးထွားခြင်းမှာကျွန်တော်တို့စုံရတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်နောက်ဆုံးအဆုံးတတ်ဖို့ဖြစ်တယ်ကျွန်တော်တို့မေတ္တာဆုအားလုံးနော်အချင်းရာထားကြရအောင်မေတ္တာဆုအားလုံးအတွက်အချင်းရာထားတာရှိသလားတတ်မှတ်ထားတဲ့ဟာရှိသလားဒါသမီးတွေကိုတစ်ချိန်လုံးစုံမရမှာမဟုတ်ဘူးအဲ့ဒါထက်အချင်းရာတိချာလေးဆွဲအဲ့ဒီချိန်မှာအားလုံးစုတောင်းရမယ်အားလုံးစားရမယ်ချင်းလဲတိချာလေးလို့နော်အဲ့မှာမစားချင်တဲ့သူတွေရှိနိုင်တယ်အဲ့ဒါလဲစားနိုင်အောင်အမေရန်တင်ပြရမယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့သားသမီးတွေလည်းလမ်းပြနိုင်မှာမဟုတ်ဘူးဒါကြောင့်ငယ်ကလေးကနေအဲ့ဒါမျိုးတွေကိုတင်ပြတယ်ဆိုရင်တို့ကြီးပြင်းလာတဲ့အခါမှာဘယ်တော့မှမိမှာမဟုတ်ဘူးဆိုတာကျွန်တော်ပြောချင်တယ်ဒါနဲ့ကျွန်တော်တို့အားလုံးဒီနေ့မှာအချင်းကောင်းရရှိတဲ့အချိန်မှာဖရာတခင်မှုတော်တွတ်တတ်နိုင်တဲ့လောက်ပါဝင်ကြရအောင်လို့အားလုံးကိုကျွန်တော်အားပေးချင်တယ်